မ်းပြိုတဲ့ကားစရာလေးတွေပြောတယ်လို့မဟုတ်ရပါကံကြမ္မာရဲ့ဘဝသက်စရာရေးတဲ့တိုင်ကျွန်တော်တို့ကရတာမတူမတန်သဘောနဲ့တယူတန်ကြီးတော့မပြောနဲ့ပေါ်ပြအစင်မပြေတဲ့ချိန်ခမရတို့မမြင်လို့ပါတောတောင်အသွဲသွဲဖြတ်ကျော်ကခရင်နေခဲ့ရာအနေခံသူကာသမာဘဝအသက်နဲ့ရင်လို့ရှာစားကြရတာကျုံးလို့အဲ့ဖြစ်တယ်လို့စားမို့လူအများကကဲ့ရဲ့လေခံမဲ့ခီးသွားရင်စင်ချောဖို့နဲ့ကုန်းစီတွေစီးစင်းဖို့ရဲ့ဝမ်းသာရေးအတွက်ကျွန်တော်ကားမောင်းစားတယ်ထင်မြင်သေးပြောကြတာလမ်းပြောတဲ့ကားစရာလေးတွေပြောတယ်လို့မဟုတ်ရပါကံကြမ္မာရဲ့ဘဝသက်စရာရေးတဲ့တိုင်ကျွန်တော်တို့ကရတာမတူမတန်သဘောနဲ့တယူတန်ကြီးတော့မပြောနဲ့ပေါ်ပြအစင်မပြေတဲ့ချိန်ခမရတို့မမြင်လို့ပါတောတောင်အသွဲသွဲဖြတ်ကျော်ကခရင်နေခဲ့ရာအနေခံသူကာသမာဘဝအသက်နဲ့ရင်လို့ရှာစားကြရတာကျုံးလို့အဲ့ဖြစ်တယ်လို့စားမို့လူအများကကဲ့ရဲ့လေခံမဲ့ခီးသွားတွေစင်ချောဖို့နဲ့ကုန်းစီတွေစီးစင်းဖို့ရဲ့ဝမ်းသာရေးအတွက်ကျွန်တော်ကားမောင်းစားတယ်ကျုံးလို့အဲ့ဖြစ်တယ်လို့စားမို့လူအများကကဲ့ရဲ့လေခံမဲ့ခီးသွားတွေစင်ချောဖို့နဲ့ကုန်းစီတွေစီးစင်းဖို့ရဲ့ဝမ်းသာရေးအတွက်ကျွန်တော်ကားမောင်းစားတယ်